ဒီသားဟောင်းတက်ပိုကောင်းတယ် အားလုံးပဲမင်္ဂလာပါရှင်ကို vlog ကနေပြန်လဲတူတူလိုက်ပါတယ်ကိုဒီနေ့က Shambhala Art Gallery ရောက်နေရပါဒါ Art Gallery လည်းဟုတ်တယ်လို့မုံဆိုင်လည်းဟုတ်တယ်ပေါ့နော်ခောက်ဆွဲတွေထမင်းတွေအေးတွေ drinks တွေရတယ်ပြီးရင်နန်းရံဒီမှာပကြီကားတွေအပြည့်ချိတ်ထားတယ်5 liter တော်တော်ကြီးကိုမိုက်တယ်သူတို့ဆိုင်တစ်ခုလုံးကလေအပင်နေနဲ့ပြည့်နေရအပင်အကြီးတွေရောအပင်သေးသေးလေးတွေရောမျိုးစုံပဲဒီလို handmade လေးလည်းတွေ့ခဲ့တယ်ဝယ်လို့ရတဲ့ချစ်စရာလေးတွေ piece လေးအများကြီးပဲဆိုင်လေးကအေးအေးဆေးဆေးလေးနဲ့ထိုင်လို့ကောင်းတယ်တကြံသွင်းဖွင့်ပါတယ်ကိုတို့ဒီဆိုင်ရောက်သွားတာတကြံအကျိုးလေးမှာရောက်သွားတာပါဆိုင်ကပြူးလွင်မှာရှိရပါလိမ့်စာကတော့ကိုတို့လည်း Google Map တွေကနေကြည့်ပြီးတွားလိုက်တာပဲလမ်းကတော့မပြောတတ်ဘူးGoogle Map မှာရိုက်ရှာလို့ရတယ်ရှမ်ဘဲလာဆိုပြီးရိုက်ရှာလို့ရတယ်အဲ့ကနေတွားလို့ရတယ်ကိုတို့မှာလာအေးရောက်ပါပြီချီးလေးဟုတ်စားငန်ပြီးရောတဘာဝအနေနဲ့လည်းကြားလိုက်ဈေးလေးလည်းအရင်တက်တာ3000 3500အဲ့လောက်လေးပဲရှိတာညမရေစီစာအရင်ကြီးဒါပါလေမန်ဂိုချင်းမန်ဂိုမိုက်တယ် ရိုးဟာလေးကတော့ခြေစော်ကားဖြော်ရေးပါဆိုတော့ဟိုနဲ့ပို့တူတယ်အဲ့လိုတက်စားလို့အားဖြည့်ချိုရလို့မပို့တူတယ်ညနေသူတုတ်မာနာလေးလည်းရောက်လာပါပြီကျွတ်လေးနဲ့ဝါလူကောင်းနဲ့အရသာလည်းကောင်းတယ်သူက alcohol drinks တွေနဲ့ညီလို့ရှိရင်ပူပြီးတော့မှလိုက်မှာ咖啡ရပါလိမ့်ရှင်咖啡လည်းရစားကြမယ်ပါအိမ်ဆိုင်လည်းကြောက်ထားတာ exact ကိုဟွာထည့်လိုက်တာမာလာအမုံထည့်လိုက်တာဟုတ်တယ်အိမ်ဆိုင်ခောက်ဆွဲမာလာခောက်ဆွဲပြုတ်မာလာအိမ်ဆိုင်ကိုပြုတ်ထားတယ်ထနာပဲအရသာအိမ်ဆိုင်ရတာပဲဒါမဲ့လေသူကတော့ပင်လေးရောပြန်ထည့်ထားမယ်တဲ့နဲ့အရသာလေးကအယူခောက်ဆွဲရတာလည်းမတူပဲနဲ့ဟိုတမူနည်းနည်းထူးခြားရယ်ပေါ့နော်နည်းနည်းဆန်းဆန်းလေးရောဖြစ်တယ်နော်တကြံအကျိုးနဲ့ကိုမေမျိုးမှာပဲအရှိမဆိုပဲနဲ့အစားပြုတ်လိုက်တယ်ပေါ့နော်ကိုရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye